Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့2026မှာ Facebook account တစ်ခုကိုဘယ်လိုဖွင့်ရမလဲဆိုတာနဲ့ပတ်သက်တဲ့သင်ခန်းစာဗီဒီယိုလေးပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးမစခင် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း channel လေးကို subscribe လုပ်ထားပြီးဖို့အတွက်တောင်းဆိုချင်ပါတယ်ဒါဆိုရင်ကျွန်တော်ဗီဒီယိုဖက်ကိုတွားလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ပထမဆုံး VPN ခံပြီးရင် Facebook ထဲဝင်ပြီးတော့လို့ရှိရင်တော့ဒီနေရာမှာ create new account ဆိုတာလေးနှိပ်ပါเนาะပြီးရင်ဒီအပေါ်နားမှာ create new account ဆိုတာရှိတယ်အဲ့ဒါလေးထပ်နှိပ်ပေါ့เนาะနှိပ်ပြီးပါလို့ရှိရင်တော့ဒီနေရာမှာ first name နဲ့ last name ကိုကြိုက်တာရွေးထည့်ပေါ့เนาะထပ်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာ niche ကိုထပ်နှိပ်ပေါ့เนาะ okay ကျွန်တော်အဲ့လိုနှိပ်ပြီးသွားလို့ရှိရင်တော့ဖြစ်ဒီနေရာမှာ birthday date ပေါ်လာမယ် birthday date ကိုယ့်ရဲ့ birthday date ကိုပြန်ထည့်ပါเนาะ okay အဲ့လိုထည့်ပြီးသွားလို့ရှိရင်တော့ set ကိုနှိပ်လိုက်ပေါ့เนาะနှိပ်ပြီးရင် niche ကိုထပ်နှိပ်ပါเนาะ okay ကျွန်တော်နှိပ်ပြီးသွားလို့ရှိရင်ယောက်ျားလေးဆို male မိန်းကလေးဆို female ကိုရွေးပေါ့เนาะရွေးပြီး niche ကိုထပ်နှိပ်ပေါ့เนาะ okay ဒီနေရာမှာကျွန်တော်တို့ကကိုယ့်ရဲ့ Gmail account နဲ့တွားလဲရတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်เนาะကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ဒါဆိုင်ရင်ကျွန်တော်ဝင်လို့ရတာပေါ့เนาะအဲ့ဒါကျွန်တော်ကိုယ်တိုင်ရွေးရမှာပေါ့เนาะ okay ဒါဆိုရင်ကျွန်တော်တို့ဖုန်းနံပါတ်နဲ့လုပ်မယ်ဆိုရင်ကျွန်တော်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုဒါ959ခံပြီးမှဒါနှိပ်လိုက်ပေါ့เนาะနှိပ်ပြီးရင် niche ကိုထပ်နှိပ်ပေါ့เนาะ okay အဲ့ဆိုရင်ကျွန်တော်ညမှာ passport ကျွန်တော်ထည့်ခိုင်းမှာပေါ့เนาะကျွန်တော်ကိုမမိနိုင်တဲ့ passport ကိုထည့်ပြီးမှ niche ကိုထပ်နှိပ်ပေါ့เนาะ okay ကျွန်တော်နှိပ်ပြီးပါလို့ရှိရင်ဒီနေရာမှာ I agree ဆိုတာရှိတယ်ဒီကောင်လေးကိုကျွန်တော်ထပ်နှိပ်ပေါ့เนาะokay ကျွန်တော်နှိပ်ပြီးပါလို့ရှိရင်ဒီနေရာမှာเนาะစက္ကန့်ပိုင်းပေါ့เนาะတချို့က line ကောင်းရင်ကောင်းတယ်လို့မြင်မယ်တချို့ကတော့နည်းနည်းကြာရင်လည်းကြာမှာပေါ့เนาะ okay ကျွန်တော်ဒါဆိုရင်ဒီနေရာမှာကိုထည့်ထားတဲ့ဖုန်းနံပါတ်ကိုဒါ call လုပ်မှာပေါ့เนาะ Facebook ကcall လုပ်ပြီးမှကျွန်တော်ကုတ်နံပါတ်ထည့်ရမှာပေါ့เนาะအကယ်လို့ကုတ်နံပါတ်မပို့ဆိုရင်ကိုဘာသာကိုဒါ SMS မှာရွေးပြီးမှဒါထည့်လဲရတာပေါ့เนาะအဲ့လိုဆိုရင် SMS မှာ message ပို့လာမှာပေါ့เนาะ okay ဒီနေရာမှာဆိုရင်တို့ဖုန်းဆက်ဖို့အတွက်လဲဒါနည်းနည်းလေးစက္ကန့်ပိုင်းနည်းနည်းကြာနိုင်တာပေါ့เนาะဒါကိုကျွန်တော်စောက်ပြီးသွားလို့ရှိရင်တော့ခဏလေးမှာပဲเนาะဒါကျွန်တော်ပေါ်လာမယ် okay ကျွန်တော်ခဏလေးထပ်စောက်မယ်ဒီနေရာမှာနည်းနည်းလေးကြာနိုင်တာပေါ့เนาะ okay ဒါဆိုရင်ကျွန်တော်ပြီးသွားပြီပေါ့เนาะဒီနေရာမှာကျွန်တော် add picture ပေါ့เนาะပုံထည့်ချင်လဲရတယ်မထည့်ချင်ရင်ကျွန်တော် skip ကိုထည့်နှိပ်ပေါ့เนาะအဲ့လို okay ကျွန်တော် skip ကိုထပ်နှိပ်ပြီးပါလို့ရှိရင်ဒီနေရာမှာကိုက message တွေပါတယ် notification ပေါ်ချင် turn on ပေါ်နှိပ်ပေါ့เนาะအဲ့လိုမှမဟုတ်ဘူးဆိုရင် skip ကိုထပ်နှိပ်ပေါ့เนาะဒီနေရာမှာကျွန်တော်အကုန်လုံးပထမအဦးဆုံး skip ကိုနှိပ်ရတာကောင်းတာပေါ့เนาะနောက်ကြမှာကိုယ့်အကိုပြန်လိုအပ်တာပြန်ထည့်ဖို့ဗျာเนาะokay ကျွန်တော် skip ကိုထပ်နှိပ်လိုက်မယ် okay ကျွန်တော်နှိပ်ပြီးပါလို့ရှိရင်နောက်ဆုံးအဆင့်မှာဆိုရင်ကျွန်တော်ဖွင့်လိုက်တဲ့ Facebook account ကအောင်မြင်မြင်နဲ့ဒါပွင့်သွားပြီပေါ့เนาะအရန်လွယ်တာပေါ့เนาะဒီနီလန်းကကျွန်တော်ဘာမှမခက်ဘူးပေါ့เนาะကိုတိုင်းဒါလှုပ်လို့ရတာပေါ့เนาะ okay ကျွန်တော်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပဲเนาะကဲလို့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်းဗီဒီယိုလေးကို like လုပ်ပြီးမှ channel လေးကိုလည်း subscribe လုပ်ထားပေးဖို့မမေ့ကြပါနဲ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ် bye bye